ကဲ့ပါဘာလေးတွေပြောချင်သေးလဲပြောပြပါအောင် ဘုံမောအခုလိုမျိုးကိုကြီးပေးတဲ့အတွက်ဘုံမောရဲ့မေတ္တာတရားတွေကျေးဇူးတရားတွေကြီးမားလာပါတယ်ဘုံမောကိုလည်းတော့မှမမေ့ပါဘူးဘုံမောလည်းသက်တော်ရာကျော်ရှိပါသည်ကျမ်းမာရေးချမ်းသာပါသည်လို့ဘုံမောရဲ့မေတ္တာတရားတွေသက်လုံးမမေ့ပါဘူးဘုံမောရဲ့မေတ္တာတရားတွေကြောင့်ကျမ်းမာရေးလေးလည်းတော်တော်လေးကောင်းလာပါပြီခင်ဗျာဟုတ်ပါပြီတမီးလေးရောမနေ့ဆိုလို့ရှိရင်ပဲပြုတ်ကိုလိုက်ပြီးတော့ပို့စေရမလို့တော့ဘူးเนาะအဲ့ဒါဆိုရင်တမီးလေးကစာတွေအများကြီးပဲလုပ်လို့ရသွားပြီပညာတတ်အောင်ကြိုးစားနော်တမီးလေးနော်အခုစာတွေရောလိုက်နိုင်လားတမီးလိုက်နိုင်ပါတယ်ဟုတ်ပြီတမီးကျူးရှင်ကပုံပုံက၄လကပေးထားတယ်နော်ဟုတ်လား၄လကဟုတ်ပြီဆရာမလည်းတေချာစင်းရင်းလေးနဲ့မှတ်ထားပါတယ်เนาะတမီးလေးမေပလဲခိုင်ရောပြီးတော့သားလေးမောင်မင်းဆက်ကျော်ဆရာလေး2ပါးเนาะအားလုံးပေါင်းအားလား4ဦးပေါ်တန်ခါ2ပါးနဲ့တမီးလေးနဲ့သားလေးနဲ့အဲ့ဒါကိုဖုံဖုံကပညာပါရမီဆရာတော်ဖြစ်သည့်အတွက်ပညာရင်းမှာလည်းထောက်ပံ့ပေးမှာပါเนาะဆက်လက်ပြီးတော့ဒီအလူငွေ10သိန်းကျပ်ကတော့ဒါအမမတ်ချိုအတွက်ပဲအပင်ဖောက်လုပ်ငန်းတက်တောင်တက်သားလေးနဲ့ပေါ့เนาะစနစ်တကျလုပ်ပါဟုတ်ပါပြီတမီးလေးစနစ်တကျလုပ်မှာပါဗျာဟုတ်ပါပြီတေချာလဲသူတို့တွေစီးငယ်ကန်းနဲ့တုံးဆွဲတတ်ကြပါတယ်ဖေဟာတေချာလဲလုပ်ပါတယ်ဒီပဲအညောက်ဖောက်တဲ့လုပ်ငန်းရဲ့ပုံလုပ်ပုံလေးတွေကိုဖုံဖုံကိုဖေဟာတို့ရဲ့တော့မှဗီဒီယိုလေးနဲ့ပို့ပေးမှာပါဖြစ်ပါတယ်ဖေဟာ